ဒီနေ့ဇန်နဝါရီ12ရက်နေ့ဂျပန်ရဲ့စစ်အင်အားတိုးချဲ့ပြီးတော့မှလက်နက်တွေတက်ဆင်နေတာနဲ့ပတ်သက်ပြီးတော့မှတရုတ်ကနေပြီးတော့မှနိုင်ငံတကာကိုဒါကိုဝိုင်းဝန်းပြီးတော့မှပိတ်ပင်တားဆီးဖို့ရန်အတွက်တောင်းဆိုလိုက်တယ်ပေါ့နော်ဒါအခုတောင်းဆိုတဲ့အရာကအခုတစ်ချိန်မှမဟုတ်ဘဲနဲ့ဒါပြီးခဲ့တဲ့3လကျော်ကာလတုန်းကလည်းတစ်ခါတောင်းဆိုတာရှိတယ်ဒါအခုဂျပန်ဝန်ကြီးချုပ်အသစ်ဖြစ်တဲ့ဆနာယတာကာအီချီတက်လာပြီးနောက်ပိုင်းမှာဂျပန်နဲ့တရုတ်ကအခြေတင်ဖြစ်ပြီးတော့မှအခုနောက်ပိုင်းမှာထိတ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပေါ်လာတဲ့အရာတွေအခက်အများရှိတယ်ဗျဒီအရာကလည်းဒါအမေရိကန်ကနေပြီးတော့မှပရောကမကင်းဘူးလို့ပြောလို့ရတယ်လို့အခုအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်လာပြီးနောက်ပိုင်းမှာပို့ပြီးတော့မှဆိုးလာတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့တရုတ်ကဒါအခုနောက်ပိုင်းမှာဒါတရုတ်ရဲ့ရန်သူတော်တွေဖြစ်တဲ့အမေရိကန်နဲ့ဂျပန်ကနေပြီးတော့မှဒါဝန်ကြီးချုပ်နဲ့သမ္မတအသစ်တွေတက်လာတဲ့အချိန်မှာပို့ပြီးတော့မှတရုတ်အတွက်စိုးရိမ်စရာအဖြေတွေထွက်လာတာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အချင်းချင်းပြောပြပေးမယ်ဗျဒါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကင်တွယ်တဲ့ကခက်ကြမ်းပဲပြောလို့ရမှာလားဒါမှမဟုတ်လို့ရှိရင်ဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီချီကလည်းသူကလက်ရရိန်ဖြစ်တယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလက်ရရိန်ဖြစ်တယ်ဆိုတော့ဆာနာအေတာကာအီချီကသူမတက်လာခင်ကတည်းကသူမဲဆွယ်စီယုံရေးနဲ့သူအပြိုင်ဆိုင်လှုပ်ဆောင်တဲ့အခါမှာလည်းသူပြောဆိုတဲ့အရာရှိတယ်အဲ့ဒါတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုသူသဘောကျတယ်ဆိုတဲ့အရာလည်းသူပြောဆိုတာရှိတယ်ဆိုတော့သူတို့နှစ်ယောက်ကဒါတရုတ်နဲ့သူတို့နှစ်ယောက်ကဒါကီးမတဲ့တဲ့ပုံစံမျိုးရှိတယ်ဗျဆိုတော့ဒီအရာကဒါဂျပန်ကိုဒါတရုတ်ကပြောတာလည်းမမားသလိုဂျပန်ကလည်းစိတ်ရတိုးချိတ်တာမမားဘူးလို့လည်းပြောလို့ရတယ်ဒါပေမဲ့အမှန်တရားကိုပြောရမယ်ဆိုလို့ရှိရင်တော့ဂျပန်ကစိတ်ရအားကိုဒီလောက်ထိမတိုးချက်တင်ဘူးဘာလို့လို့ပြောလို့ရလဲဆိုရင်ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာဂျပန်တို့ဂျာမနီတို့ကနေပြီးတော့မှစိတ်ရအားကိုတိုးချက်ဖို့ရန်အတွက်ကမ္ဘာကြီးကနေပြီးတော့မှကန့်သက်ထားတဲ့အရာတွေရှိတယ်ဗျဘာဖြစ်လို့ဆိုရင်ဒုတိယကမ္ဘာစစ်ကိုဒီလူတွေကနေပြီးတော့မှမိစမွေးပြီးတော့မှတောက်လောင်စေခဲ့တဲ့အရာဖြစ်တာဟုတ်ဒါကြောင့်မလို့ဒီတက်တက်ကမ္ဘာစစ်ကြီးမဖြစ်အောင်လို့ဆိုပြီးတော့မှကမ္ဘာကနေပြီးတော့ဝိုင်းဝန်းပြီးတော့မှထိမ့်သိမ့်ပြီးတော့မှဂျာမနီတို့ဂျပန်တို့ကနေပြီးတော့စိတ်ရမတိုးချက်ဖို့ရန်အတွက်ဝိုင်းဝန်းပြီးလှုပ်ဆောင်တဲ့အရာရှိတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်အခုနောက်ပိုင်းမှာအင်အားကြီးနိုင်ငံတွေကနေပြီးတော့မှပို့ပြီးတိုးချက်လာတဲ့အချိန်မှာဒီနိုင်ငံတွေကနေပြီးတော့မှလည်းစိတ်ရကိုပို့ပြီးတော့မှတိုးချက်လာတာဖြစ်တယ်ဆိုတော့စိတ်ရတိုးချက်လာတဲ့အချိန်မှာပို့ပြီးတော့မှဆိုးရတဲ့အရာဘာလဲဆိုရင်တရုတ်နဲ့ကီးမတဲ့တဲ့ဒါဝန်ကြီးချုပ်အသစ်တက်လာတဲ့အတွက်ဒါဂျပန်နဲ့တရုတ်ကတဖြည်းဖြည်းနဲ့ဆက်ဆံရေးအခြေအနေတွေပြတ်ပြားပြီးတော့မှဆက်လက်ပြီးတော့မှတင်းမာတဲ့အခြေအနေကိုရောက်ရှိသွားတာပေါ့နော်ဆိုတော့ဒီဂျပန်ဝန်ကြီးချုပ်ဆာနာရဲ့အဲတာကာအီချီတက်လာပြီးတော့မှပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့တုန်းကသူပြောဆိုခဲ့တဲ့စကားဒီစကားဘာလဲဆိုရင်ဒါတရုတ်ကအကယ်၍များထိုင်ဝမ်ကိုသိမ်းခဲ့မယ်ဆိုရင်ဂျပန်ကထိုင်ဝမ်နဲ့ပူးပေါင်းပြီးတော့မှကာကွယ်သွားမယ်ဆိုပြီးတော့မှလည်းပြောဆိုတာရှိတယ်ဗျဆိုတော့ဒီယာကဒီရနဲ့ပတ်သက်ပြီးတော့မှတရုတ်ဘက်ကနေပြီးတော့ဒီစကားကိုပြန်လည်ပြီးတော့မှရုပ်သိမ်းဖို့ရန်အတွက်ပြောတယ်ဗျဒါပေမဲ့လို့ဆာနာအဲတာကာအီချီကမရုပ်သိမ်းဘူးဒီယာကိုဘာဖြစ်လို့တရုတ်ကအလေးပေးပြောလဲဆိုလို့ရှိရင်ဒီစကားကိုမရုပ်သိမ်းဘူးဆိုလို့ရှိရင်တရုတ်နဲ့ဂျပန်ကဒီတမကအခြေအနေဆိုးရွားသွားမယ်ဆိုပြီးတော့မှလည်းတရုတ်သမ္မတရှီကျင်းပင်ကပြောသလိုစီးပွားရေးပိတ်ဆို့မှုတွေလည်းဒါအချိန်ကြီးလှုပ်ဆောင်တာရှိတယ်ဗျဆိုတော့ဒီဆာနာအဲတာကာအီချီပြောပြီးတော့မှဆာနာအဲတာကာအီချီဒီစကားကိုမရုပ်သိမ်းရချင်းရတယ်တကယ်ပဲလက်တွေ့ပူပေါင်းကောက်ခဲ့သွားမယ်အနေအထားမျိုးရှိတယ်ဆိုတော့တရုတ်တို့ဒါစိတ်မအေးစရာတကွက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအော်တိုဘာ9ရက်နေ့ကပြောတဲ့အရာနဲ့ပတ်သက်ပြီးတော့ဒီကြားထဲမှာဆက်လက်ပိတ်ဆို့မှုတွေတလားနဲ့လှုပ်ဆောင်သွားတာပေါ့နော်အော်တိုဘာနိုဝင်ဘာ9ရက်နေ့မှာတစ်ချိန်ပြုတ်လုပ်တယ်ဒီဇင်ဘာ9ရက်နေ့မှာတစ်ချိန်ဆက်ပြီးတော့ပိတ်ဆို့တယ်ဒါပေမဲ့ဇန်နဝါရီ9ရက်နေ့3လပြည့်တဲ့အချိန်မှာဒီတဲ့ပို့ပြီးတော့မှတင်းကျပ်တဲ့အရာပါလဲဆိုရင်ဒါဂျပန်ကိုပို့ဆောင်နေတဲ့မြေရှားတပ်ထုနဲ့အတူဆက်လက်ပြီးတော့မှလက်နက်တွေထုတ်လို့ရမယ့်အရာအစိပ်ပိုင်းအရာတွေပေါ့နော်ဒီအရာတွေကိုလည်းတရုတ်ကနေပြီးတော့ဂျပန်ကိုပို့တဲ့အရာတွေကိုပိတ်ပြီးတော့မှကန့်သတ်ပလိုက်တယ်ဆိုတဲ့အတွက်ဂျပန်အတွက်အကျက်ရိုက်စာဖြစ်သွားတယ်ဒါပေမဲ့လို့ဂျပန်အတွက်အကျက်ရိုက်စာဖြစ်တယ်လို့ပဲဂျပန်ကနေပြီးတော့မှတရုတ်ကိုပြန်တင်ပို့တဲ့အရာတွေကိုလည်းတရုတ်ကပြန်ဖို့ပိတ်ပင်တယ်ဆိုတော့တရုတ်အတွက်လည်းအထိနည်းနည်းပါတော့နာစီတယ်ပေါ့နော်ဒီအရာကတရုတ်ကလှုပ်တင်လှုပ်ထိုက်လို့လှုပ်တာမှန်ပေမဲ့သူ့အတွက်လည်းအထိနာတယ်ဒီဂျပန်ကလည်းတရုတ်ကိုသူကတင်းမာထားတဲ့အနေအထားမျိုးရှိတယ်ဆိုတော့ဒီယာကိုမိစာမွေးခဲ့တဲ့အလူကဘာလို့လဲဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပဲဒါကျွန်တော်ပြောတာမမဘူးเนาะကျွန်တော်ပြောပါမယ်ဆိုတော့ဒေါ်နယ်ထရန့်ကသူစပြီးတော့မှကျွန်တော်အမြဲတမ်းပြောနေကြပါသူစပြီးတက်လာတဲ့2025ခုနှစ်တစ်နှစ်လုံးမှာသူလှုပ်ရှားရှိတဲ့အရာတွေကိုခက်ချမ်းချမ်းမကင်တွယ်ခင်မှာသူကတိမ်တိမ်မွေ့မွေ့နဲ့လှုပ်ဆောင်သွားတဲ့အရာတွေရှိတယ်ဗျဆိုတော့ဒီဆာနာယတာကာအီချီကတရုတ်နဲ့ပတ်သက်ပြီးတော့မှသူပြောခဲ့တဲ့စကားပေါ်မှာတရုတ်နဲ့ဂျပန်ကအခဲမကျင်တဲ့အချိန်မှာအော်တိုဘာလကုန်ခန့်နီးမှာတောင်ကိုရီးယားနိုင်ငံမှာကျင်းပပြုလုပ်မဲ့ APEC ထိပ်သီးအစည်းအဝေးပွဲရှိတယ်ဒီအစည်းအဝေးပွဲမတိုင်ခင်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်ကိုတွားပြီးတော့မှဂျပန်ဝန်ကြီးချုပ်ဆာနာယတာကာအီချီနဲ့တွေ့ပြီးတော့မှဒီဂျပန်နဲ့အတူလက်နက်ပစ္စည်းတွေကိုတပ်ဆင်ဖို့ရအတွက်ဂျပန်ကိုပံ့ပိုးပေးဖို့ရန်အတွက်တွေကိုဒီမဟာမိတ်ဆက်ဆံရေးကိုဆက်လက်ပြီးတိုးမြှင့်ဖို့ရန်အတွက်တွေကိုပြီးမြေရှားတပ်ထုနဲ့ဆိုင်တဲ့အရာတွေကိုစာချုပ်ချုပ်ဆိုခဲ့တယ်ဒီစာချုပ်ချုပ်ဆိုခဲ့တဲ့အရာကဒါတရုတ်ကိုတရုတ်ရဲ့ပိတ်ပင်မှုတွေကိုတံပြန်နိုင်ဖို့ရန်အတွက်သူတို့ကြိုတင်ကောက်ွယ်ခြင်းဖြစ်တယ်ဗျဒါတကြောင်းပေါ့နော်ကြိုတင်ကောက်ွယ်ခြင်းဖြစ်တယ်ပြီးလို့ရှိရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဩစတြေးလျနဲ့လည်းမြေရှားတပ်ထုနဲ့ပတ်သက်ပြီးတော့မှစာချုပ်ချုပ်ဆိုခဲ့တယ်ဒီအမေရိကန်နဲ့ဩစတြေးလျစာချုပ်ချုပ်ဆိုခဲ့တယ်ဆိုပေမဲ့ဒီအရာမှာလည်းဂျပန်ရဲ့ပါဝင်ပတ်သက်မှုတွေရှိတယ်ဂျပန်ကိုတွဲခုံနိုင်ဖို့ရန်အတွက်လှုပ်ဆောင်ခြင်းဖြစ်တယ်ဆိုတော့ဒေါ်နယ်ထရန့်လှုပ်ဆောင်တဲ့အရာပို့
ပြီးတော့မှအခြေအနေတင်းမာမှုဖြစ်သွားတယ်ဘာဖြစ်လို့လို့ပြောရဆိုရင်ကျွန်တော်ပြောသလိုပေါ့ဂျပန်နဲ့တရုတ်ကတစ်ဖက်နဲ့တစ်ဖက်အစာမကျေနေတဲ့အချိန်မှာဟိုဂျပန်ကလည်းတရုတ်ကိုမကြည့်တရုတ်ကဂျပန်ကိုမကြည့်တဲ့အခါမှာဒေါ်နယ်ထရန့်အနေနဲ့လက်ညှိုးလေးနဲ့တိုးလိုက်ယုံနဲ့တင်ကိုဂျပန်ကတရုတ်ကိုထိန်းချုပ်ပြီးသားဖြစ်တယ်လို့တရုတ်ကလည်းဂျပန်အနေနဲ့တိုင်ပတ်သွားတယ်ဆိုတော့အခုဒေါ်နယ်ထရန့်ကဒီအရာတွေကိုကြဲကြဲခြေလမ်းကြဲကြဲလမ်းလာတာပေါ့ဗျာခြေလမ်းကြဲလမ်းလာတယ်ကဘာကြီးကသူ့ကိုအာရုံစိုက်လာပြီးတော့တရက်တည်းသူဘာလို့မဆိုစောင့်ကြည့်တယ်ဗျာဒီ2026ခုနှစ်အနှစ်စပိုင်းမှာပေါ့နော်စောင့်ကြည့်တယ်သူအရင်ဆုံးလွတ်ပြသွားတဲ့အရာကဗင်နီဇွဲလားကိုဝင်ပြီးတော့မှဗင်နီဇွဲလားသမ္မတနီကိုလက်မာချူလိုကိုခေါ်ဆောင်သွားတဲ့အရာတကွက်ရဲ့ဒါပြီးခဲ့တဲ့နှစ်တုန်းကကျွန်တော်ခေါင်းကပြောတဲ့ဂျပန်ကိုသူအဲ့လိုမျိုးမီးစာမွေးပြီးတော့မှဂျပန်ကိုနည်းနည်းလေးလက်တို့ပေးလိုက်ရုံတက်တက်ပဲသူလုတ်ခဲ့တာဗျာဒါဒီလိုလုတ်လိုက်ရင်သူဒီလိုဖြစ်တယ်ဆိုတော့သူသိတယ်လုတ်ခဲ့ပြီးတော့မှတရုတ်ကိုထိန်းချုပ်ဖို့ရန်အတွက်ဂျပန်ကိုမီးစာထိုးပေးလိုက်တဲ့သဘောလှုပ်ဆောင်တယ်လို့ဒါပြီးခဲ့2025ခုနှစ်တစ်နှစ်လုံးမှာတဲ့ရုရှားကိုစီးယုံရင်းနေသူအချိန်ချင်းလှုပ်ပြီးတော့မှရုရှားကိုချိမောက်တဲ့အရာတွေဖြစ်တယ်လှုပ်တယ်ဒါပေမဲ့သူလှုပ်ဆောင်တဲ့အရာကရုရှားသမ္မတဗလာဒီမာပူတင်ကသူ့အကွက်တွေတိတဲ့အတွက်ပူတင်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောတဲ့စကားတွေကိုအရှိမခေါင်းညွှတ်ပြီးတော့မှနောက်ွယ်မှာလက်ခါပြတဲ့အနေအထားမျိုးကိုလှုပ်ဆောင်ခဲ့တယ်အဲ့ဒီအတွက်ဒေါ်နယ်ထရန့်ကဒီနှစ်အစပိုင်းမှာခက်ချမ်းကင်တွယ်တဲ့အနေနဲ့ပြီးခဲ့တဲ့9ရက်နေ့တုန်းကဒါပြည်သစ်နိုင်ငံပါရီမြို့မှာကျင်းပပြုလုပ်တဲ့အစည်းအဝေးမှာနေတိုးတပ်ဖွဲ့တွေယူကရိန်းမှာချထားမယ်ဆိုတဲ့ကိစ္စကိုဒေါ်နယ်ထရန့်ကထောက်ခံပြီးတော့မှလက်မှတ်ရေးထိုးပေးတယ်ဒါကတော့ခက်ချမ်းကင်တွယ်တော့မယ်ဟေ့ဆိုတဲ့ပုံစံမျိုးမှာအဲ့လိုလှုပ်ဆောင်ခဲ့တယ်လှုပ်ဆောင်တော့ယူကရိန်းရုရှားကလည်းယူကရိန်းအတွက်သူ့မှာလှုပ်ဆောင်ဆရာရှိတဲ့အရာတွေကိုလှုပ်ဆောင်နေပြီးတော့လုံးချပတ်ချလဲနေတယ်လို့တရုတ်ကလည်းဂျပန်တနိုင်ငံထဲနဲ့ပွဲပြီးသွားပြီဆိုတော့ဒီဒါဒေါ်နယ်ထရန့်လုပ်တဲ့အကွာနော်ဂျပန်တနိုင်ငံနဲ့ပွဲပြီးသွားပြီဆိုတော့ဒီတနိုင်ငံနဲ့မရဘူးဆိုလည်းရတယ်သူကထိုင်ဝမ်ရဲ့ဂျပန်ရဲ့ဖိလစ်ပိုင်ရဲ့ဒီ၃နိုင်ငံကိုဒါအမေရိကန်ကအနောက်ကိုရပံ့ပိုးပေးနေဆိုရင်တရုတ်ကိုထိန်းချုပ်ပြီးသားအော်တိုဖြစ်သွားတယ်အဲ့တော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေနဲ့ကမ္ဘာကြီးကိုဆက်လက်ပြီးခြေလှမ်းဖို့ရန်အတွက်သူ့အတွက်အခွင့်အရေးအများကြီးတာပါတယ်ဆိုတော့အခုတရုတ်ကနေပြီးတော့တရုတ်စစ်တပ်ကိုတန်းပြောနော်တရုတ်စစ်တပ်ကနေပြီးတော့မှဂျပန်ရဲ့လက်နက်တပ်ဆင်မှုတွေကိုဒါကမ္ဘာကြီးကနေပြီးတော့မှကန့်တက်ပေးဖို့ဝိုင်းပြီးတော့မှတားဆီးပေးဖို့အတွက်နိုးဆိုတဲ့အရာကလည်းအရာရောက်မှာမဟုတ်ဘူးဗျဘလို့ပဲကဘာနဲ့စာချုပ်ချုပ်ထားပလေးစီအခုခါမှာနိုင်ငံတိုင်းကဘယ်စာချုပ်ကိုမှဂရုမစိုက်ဘဲနဲ့စစ်အင်အားတွေတိုးချဲ့နေတဲ့အရာတွေရှိနေတဲ့အတွက်ဆက်လက်ပြီးတော့မှဂျပန်ကလည်းလှုပ်ဆောင်အောင်မယ်ဂျပန်ကကျဆာနာအက်တာကာအီချီကစနေပတ်သက်ပြီးတော့ပိုးယူဝါနာပါတဲ့လူဖြစ်တဲ့အတွက်ပို့ပြီးတော့ဒီတမကဆိုးပြစွာလှုပ်ဆောင်လာအောင်မယ်လို့ကျွန်တော်မြင်မိတယ်ဆိုတော့အဲ့တော့တရုတ်ကိုဂျပန်နဲ့ဂျပန်နိုင်ငံနဲ့ပွဲပြီးတော့ဒေါ်နယ်ထရန့်ကလှုပ်ဆောင်ထားသလိုဟိုမှာလည်းရုရှားကိုလည်းယူကရိန်းနဲ့တိုင်ပတ်နေအောင်လှုပ်ဆောင်ထားတာဖြစ်တယ်ဆိုတော့ဆက်လက်ပြီးကြည့်ရမယ့်အရာကဘယ်သူတွေဘာပြောဒေါ်နယ်ထရန့်ဘာဆက်လုပ်မလဲဆိုတဲ့အရာဆက်ကြည့်သွားဖို့ဖြစ်တယ်လို့ကျွန်တော်ပြောပေးချင်ပါတယ်ဆက်လက်ပြီးသတင်းမှရှိကျွန်တော်တက်ဆက်ပေးပါမယ်ကျွန်တော်ပေးလို့လိုက်အောင် follow လုပ်ထားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျ